ကလေးလိုချင်တယ်အဲ့ဒါရနိုင်လား ကြီးတော့ကလေးလည်းလိုချင်သေးတယ် အေးလေ အော် အာတီးပြီဆရာလေးတီးပြီကျုပ်ကိုဆရာလေးကအမြင်နဲ့နေဆုံးဖြတ်တာလားဒီမှာဆရာလေးကျုပ်ကအသက်ကြီးပြီမဲ့မပြည့်စည်သေးဘူးနော်ဒီမှာအလက်ကြီးရှိသေးတယ်အလက်ကြီးရှိသေးတယ်ဆရာလေးဒီမှာအာဆရာလေးကလည်း အမဟုတ်တော့ဟုတ်ပါတယ်ဟိုအသက်ကြီးမှကံပေါ်တာမျိုးလဲဖြစ်တော့ဖြစ်တတ်ပါတယ် အေးဆရာလေးအဲ့ဒါကျုပ်ကအဲ့လိုအသက်ကြီးမှအဲ့လိုကန်ကြီးပေါ်ကျင်တာကန်ကြီးပေါ်ကျင်တာအဲ့ရနိုင်လား ကြီးတော့ကလေးလိုချင်နေဆိုတော့ဟိုအသက်ကောဘယ်လောက်ရှိပြီလဲ အသက်ကျုပ်အသက် ဟုတ် နေအောင်တော့လာမဲ့နေုံလာစမ်း3ရက်နေ့ဆိုလို့ရှိရင်ကျုပ်60တင်းတင်းပြည့်ပြီ 60 အေး အသက်60ပြည့်တာကိုကလေးကလိုချင်သေးတယ် ဟုတ်တယ်လေတော့ဘာဖြစ်လို့တော့ ဒုက္ခပဲ ဘာဖြစ်လို့တော့အာကြားနိုင်လား အော်ကြီးတော့ကလေးလိုချင်တယ်ဟလား အေး အိမ်မှာဖျားစင်ရှိလား အားရှိတာဗောကျုပ်ဗုဒ္ဓဘာသာအမလေးညာတိုင်းဖျားရှင်ကိုတယ် ဆူတောင်းဆဆူရာလေးအဲ့လိုစွတ်တောင်းနေပြည့်တယ်လား ပြည့်တဲ့ချိန်ကျရင်ကျုပ်စီလာခဲ့နော်ကျုပ်မွေးပေးမယ်ဟုတ်ပြီလား ဆရာလေးမညာရဘူးနော်ကျုပ်လေးစွတ်တောင်းလို့လေအဲ့လိုကံပေါ်ခဲ့ပြီဆိုလို့ရှိရင်ဆရာလေးအားငူကြီးရမှာနော်တော့ တော်ဆိုးနေဖြစ်စင်မဟုတ်တာတွေပဲလာပြောနေလာ တကယ်ပြောတာနော်